အဲ့တော့ဆက်ပြောပါမယ်အဲ့တော့ဒီအလဲပေါ့နော်၃ခုမြောက်ရွေးထားတဲ့လူတွေကလေကိုကတနစ်တပိုးကြီးတည်ထားပြီးတော့ကိုကဥပမာတိန်းရာချီထောင်ချီကိုမှန်းထားတယ်။တို့မဟုတ်ကိုကဒီအလုပ်တစ်ခုနဲ့ပတ်သက်ပြီးအများကြီးရင်းထားရတယ်။ဒီလူတယောက်နဲ့ပတ်သက်ပြီးတော့ကိုကအများကြီးစ조사ပြီးတော့အချိန်တစ်ခုထားရတယ်နားလည်မှုပေးထားရတယ်ဒါပေမဲ့ကိုအခုချိန်မှာပြန်ရတဲ့အရာတွေဖြည်းဖြည်းချင်းကိုအားမရဘူးပေါ့နော်။တစ်ခါလေမှလည်းကိုစိတ်သက်ကြတယ်။ငါလုံနိုင်ပါတော့မလားငါဖြစ်နိုင်ပါတော့မလားနဲ့တွေးနေတတ်တယ်။ဒါပေမဲ့လောက်ပါရှေ့ဆက်ပါကြားထဲမှာကိုလေးစိတ်ညစ်မှုတွေအစားပေါ့နော်ကိုပို့ပြီးတိုးတက်ကောင်းမွန်ဖို့အနေအထားအတွက်ကိုဘာလုပ်ရမလဲဆိုတော့အားရှိစေမယ့်စကားလေးတွေပြောပြီး exercise လေးတွေလုပ်ပြီးကိုဒီအတွေးတွေထဲမှာမထားပဲတဲ့နည်းနည်း addict ဖြစ်အရာလေးတွေပတ်ဝန်းကျင်အသက်လေးတွေလေးလာမှုအသက်လေးတွေကိုရဲ့ဒါ struggle တနည်းအားဖြင့်ကိုရဲ့ challenge တွေနဲ့ပတ်သက်ပြီးတော့ကြန့်ခိုင်မှုအတွက်ကိုဦးစားပေးပြီးလုပ်လို့ရှိရင်ကောင်းမှုအဆင်ပြေမယ်ခဏပဲဆောင်ဒီနှစ်ထဲမှာပဲကိုအကြီးမားဆုံးတစ်ခုခုပိုင်ဆိုင်ရမယ်တစ်ခုသို့မဟုတ်နှစ်ခုပိုင်ဆိုင်ဖို့ရှိတယ်နှစ်ခုသုံးခုပိုင်ဆိုင်မှုကတော့ကိုယ့်ရဲ့အရေးချင်းမှမူဒီမှာပေါ့ကံအရာကတော့တစ်ခုကတေးကြတယ်အဲ့တော့ကြောင့်မို့လို့တေးချလေးကိုအခုကလေးက relax လုပ်မယ် challenge တွေအတွက်ကိုတေးချလောက်ကင်နိုင်မှုထိထိရောက်ဖြစ်ဖို့အတွက်ကိုလုပ်ထားပါလို့ပြောချင်ပါတယ်အဲ့တော့နောက်တစ်ခုအနေနဲ့အမဲရောင်လေးပေါ့နော်အမဲရောင်နဲ့အဖြူဇက်ကြားလေးကိုရွေးထားတဲ့သူတွေကကိုကနည်းနည်းဒီတိုးမဲထင်တာပေါ့နော်အဲ့လိုမျိုးပေါ့တိုးမဲထင်တဲ့ပုံစံနေထားမျိုးကိုကကွဲလွဲတယ်ကိုယ့်ရဲ့အတွေးခေါ်အတွေးပညာတွေနဲ့ပတ်သက်ပြီးကန့်သက်ခံရတာရှိတယ်သို့မဟုတ်ကိုယ့်ရဲ့စ조사မှုနဲ့ပတ်သက်ရင်ယုံကြည်တဲ့သူထက်ပုတ်ချတဲ့သူကိုယ့်ကိုလှောင်ကျင်တဲ့သူသို့မဟုတ်ကိုယ့်ကိုကြည့်ပြီးတော့သူတို့ကပေါ့နော်အတုံးချခြင်းတဲ့လူတွေများပါတယ်အဲ့တော့ကိုကလူမှုဆက်ဆံရေးမကောင်းတာတော့မဟုတ်ပေမဲ့ကိုယ့်ရဲ့ကောင်းခြင်းတွေနဲ့တန်တဲ့သူကကြတော့တိတ်မရှိတာမျိုးအဲ့လိုလူမျိုးအဲ့တော့ဒီနှစ်ထဲမှာကြတော့ကိုကလေအဖြူအမဲတဲကွဲမယ်ကို့ဘော်ဒီလူတွေကောင်းတယ်မကောင်းတယ်ကိုတေချာသိမြင်မယ်ကို့ဖောက်ပြန်တယ်မဖောက်ပြန်တယ်ကိုတေချာသိမြင်မယ်ကိုတကယ်ထိုက်တန်တဲ့အရာတွေပဲရမယ်မထိုက်တန်တဲ့အရာတွေစွန့်လို့ရမယ်အဲ့တော့ကြောင့်မလို့ကိုအစင်မပြေတဲ့အရာတိုင်းကိုကလိုချင်ပေမဲ့ကိုနဲ့မထိုက်တန်တဲ့အခါကိုရဲ့အုံနောက်ကနေပြီးတော့လေတိတယ်ဒါပေမဲ့နှလုံးသားကြတော့လိန်တာပေါ့နော်ကိုလိန်ထားတဲ့အရာတွေလည်းဖယ်မယ်ကိုဒီထိုက်တန်သောအရာကိုတဲ့အဆင်ပြေသောအရာပဲရမှာဖြစ်တဲ့အတွက်စိတ်သက်ကြခြင်းအရန်တိမ်ငယ်စိတ်တွေတွေးတော့ခြင်းကိုလိန်ခြင်းမလုပ်ဘဲနဲ့တကယ်ကြီးထိရောက်သေးကြတော့ကိုတိုင်းလည်းလမ်းကြောင်းလမ်းမှန်ကြအောင်ကိုလက်ခံဖို့လိုအပ်မယ်လို့မုံပြောခြင်းနဲ့တေချာလေးလောက်ကင်ဖို့လိုအပ်ပါမယ်နော်